င်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့100 days of learning sequence ရဲ့ day 50အတွက် patience with the condition ဆိုတဲ့ question ကိုတွားဖြေရမယ်ဆိုတော့ဒီ question မှာကကျွန်တော်တို့သိချင်တာကလူနာတွေမှာ type 1 diabetes ရှိတဲ့လူနာတွေရဲ့စာရင်းကိုထုတ်ပေးစေခြင်း ਨੇ type 1 diabetes ရှိတယ်ဆိုရင် condition code မှာ DIAB1 ဆိုတဲ့စကားလုံးလေးပါနေရမယ်လို့ပြောတာပြီးတော့သူက result တွေကိုဘယ်လို sorting လုပ်လို့ရတယ်လို့ပြောတယ်ကျွန်တော်တို့ရဲ့ condition တွေကိုအရင်ကြည့်ဆိုတော့ condition တွေထဲမှာ DIAB1 ကထိတ်ဆုံးကစနေတာလည်းပါတယ်အလဲရောက်မှစတာလည်းပါတယ်ဆိုတော့ကျွန်တော်တို့ကဒီနှစ်ခုလုံးကို cover ဖြစ်တဲ့ condition ကိုတော့ရေးပေးရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးစမ်းကြည့်ရအောင်ပါတုံးစံတိုင်းပဲ select ဘာတွေကို select လုပ်ကြမလဲတဲ့ဆိုတော့ patient ID patient name နဲ့ condition ဆိုတဲ့ column တွေကို select လုပ်ပေးမယ် patient ID patient name နဲ့ conditions ဒီ column တွေကို select လုပ်ပေးမယ် from patients table ကနေ select လုပ်မယ် where ဒီမှာ condition ပေးရပါပြီထိတ်ဆုံးကနေစပြီးတော့ DIAB1 လို့တွေ့ရင်ယူပါဆိုတဲ့ condition ကိုတစ်ခါပေးမယ်အဲ့ဒါပေးဖို့အတွက်က conditions like function ကိုသုံးလို့ရတယ် conditions like okay ဆိုတော့ဒီမှာ while ကပ်မလို့ပဲねအရှေ့ဆုံးကနေစရတယ် DIAB1 လို့တွေ့တာနဲ့ယူဆိုပြီးတော့မှ DIAB1 ပြီးရင်အနောက်ကနံပါတ်တွေကလာအောင်ပါဆိုတော့နံပါတ်တွေလာရင်ဘယ်နှလုံးလာကိစ္စမရှိဘူး DIAB1 တွေ့ရင်ပေးဆိုပြီးတော့ while ကပ်လေးထည့်ပြီးထုတ်လိုက်လို့ရပါတယ်ဒါက condition တစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့ and conditions like ပဲဒါကကြတော့အလဲတဲကိုဝင်ဖောက်နေတဲ့ DIAB1 ကိုသိချင်တယ်ဒီတော့ကျွန်တော်တို့က space ပြီးတော့မှတွေ့တဲ့ DIAB1 ကိုရေးချင်တယ်ဒါကြောင့်မလို့ဒီကတ်ထဲမှာအရှိကနေပါလာ white ကပေးခဲ့မယ်ပြီးရင် space လာမယ်ပြီးတော့မှ DIAB1 လာမယ်ပြီးအနောက်ကနေဘာနံပါတ်ပဲလာကိစ္စမရှိဘူးယူမယ်ဆိုပြီးတော့ white ကလေးထပ်ပေးမယ်ဒီ condition နှစ်ခုပေးပြီးတော့မှဒီ table ကို query လုပ်ကြည့်မယ်ဆိုရင်တော့အဖြေထွက်မှာဖြစ်ပါတယ်ဘာလို့မှားတယ်လဲဆိုတော့ကျွန်တော်ကအန်ကြီးနဲ့ခံလိုက်လို့ဒီမှာဒီဟာပဲဖြစ်ဖြစ်ဒါပဲဖြစ်ဖြစ်ယူပါဆိုတဲ့အတွက်ကျွန်တော်တို့ကအန်နဲ့ခံလို့မရဘူးအော်နဲ့ခံရမှာဖြစ်ပါတယ်ဟုတ်အဲဆိုရင်တော့ accepted ဖြစ်ပါတယ်ခင်ဗျာကျေးဇူးပါနောက် post မှာတွေ့ရပါ